မြင်နေမြလိုက်ပိုင်းနေရဆိုတော့ကလည်းတောက်ကျိုးနဲ့တွားပြီးသားလမ်းတွေပြန်လျှောက်နေလို့ Robin မပိုင်ကောင်းကင်ကျူစီမဟုတ်ပဲတော်ထဲမှာတစ်သက်လုံးနေရတော့မှာဖြစ်ပါတယ်လူဖီကတော့သူ့ရဲ့နောက်ထပ်ဝါသနာတစ်ခုအရကျန်တဲ့နေရာတွေမှာဒါဘာတစ်လုံးမှမသိပေမဲ့ချီပိုထိုးကောင်တွေနဲ့ပတ်သက်ရင်တော့ Atlas, Hercules, Miyama အကုန်လုံးရဲ့နာမည်တွေကိုသိနေပြီး One Piece နဲ့ချီပိုထိုးကောင်ဘယ်ဟာကပိုလန်းလဲဆိုတာကိုပါဝေခွဲရခက်နေခဲ့ပါတယ်စောင်းငံနိုင်ရောက်သွားပြီမဲ့ရုတ်တရက်ပြားအောင်ကပြုတ်ကျလာလို့လူပေါင်းမတဲ့ချုပ်ပါရောပြေးလာခဲ့ရပြီးဒါပေမဲ့ဘာကောင်ကြီးပဲနေစန်းကြီးရချက်ဖို့နဲ့လူဖီကစားဖို့ပဲစိတ်ဝင်စားကြပြီးပြောခဲ့တဲ့အဖိုးကြီးရဲ့နာမည်က Ganfor လို့ခေါ်တဲ့အပြင်သူနဲ့အတူပါလာတဲ့ PS ဆိုတဲ့ငှက်ကမြင်းအသီးကိုစားထားတာဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်အဲဒါကြောင့်သူသားမြင်းပုံစံပြောင်းလိုက်ရင်အတောင်ပံပါတဲ့နတ်မြင်းတစ်ဖွဲ့ဖြစ်သွားမယ်လို့ထင်လိုက်ကြပေမဲ့သူ့ရဲ့ကြောင်တောင်အကြောင်သွေးကြောင့်ကြောကြောင်ပုံစံကြီးဖြစ်သွားခဲ့ပါတယ်အဲရောက်လာတဲ့ Konis ကိုစန်းကြီးကလှလှပပကြပြဆန်းဆန်းလေးနဲ့ထမင်းမှုပြင်ပေးထားပေမဲ့စားလိုက်ရင်အကုန်ချီးပစ်တာပဲလို့လူဖီကဝင်ထောက်လိုက်တော့သူမသွားဘူးလို့ပြောလိုက်တော့ဒီကောင်ကြောက်သွားပြီလို့ထင်လိုက်ပြီမဲ့တကောင်သားကကြီးကန်းလို့ရစ်ချက်လို့ထက်ခံညာတဲ့နွားရိုင်းလက်ကြီးကိုပဲစီးကျင်နေရမို့ဂျင်းများတဲ့ညက်ကိုစန်းကြီးကခြေတော်တင်ဆုံးမပေးလိုက်ပါတယ်